ဒီလိုကောင်မမျိုးဝေးဝေးရဆောင်နော်ညီမဆုံးမဖောက်ပါတယ်ပါညီမတောင်းပါပါတယ်ညီမရှိလို့ပါပါနော်ညီမသူ့ကမိမရှိပါညီမတကယ်မသိလို့ပါဘာလို့ရှိရတာနဲ့လေမိန်းကလေးတွေကိုလှည့်စားနေတာနင်သိလားသိစင်ကြမလို့ပါဘူးကိုကကုညီမလေးလိုစိတ်ပူလို့ပြောတာကိုဝင်လည်းဖြတ်ချလိုက်ပြီကိုစီစဉ်မေးမယ်ပြောနောက်တော့မှဖြစ်မယ်နော်သူတို့မိဘမှမဆုံးပါဒီတိုင်းပဲဖြစ်မှာယုံစရာကြီးกว่าပါဘာလို့လဲကိုဒီမလေးပန်းပင်လေးတေကုံလို့မြေသွေးပြန်ဖြည့်နေတာကိုဒီနေ့အိုတီမရှိဘူးလားညီမလေးပြပြအိုတီရှိရလားဟဲ့လားဟုတ်ကိုဒီမရှိတာကြားပြီလေပြီခုတော့မှကိုရှာနေစောကြီးထောက်သွားတာမဟုတ်မှလို့ရောသူ့ကောင်နေနဲ့တော့တွေ့တာဖြစ်မယ်သူ့ဤစားကလည်းခန်းရှုပ်ပဲလို့ပြောတာပဲဘလို့ကိုဖြုတ်မရေးစားချိလို့လားဒါတော့ဖြစ်မယ်ဒီကောင်မလေးအခုနောက်ပိုင်းလေအလုပ်ပြန်လာတာအမြဲနောက်ကျနေတာတခါတလေဆိုရင်လေမိုးရှုပ်တဲ့ရက်တွေပါရှိနေတာအကိုရဲ့ဟုတ်တယ်တချို့တော့ဒီတိုင်းလွတ်ထားလို့မဖြစ်ဘူးနော်ဦးကြီးယောက်ျားလေးတွေကယုံရတာမဟုတ်ဘူးတချို့ဆိုမိန်းမတွေကလေးတွေနဲ့ဟုတ်ပါကိုရဲ့ပြေခုလိုမျိုးသတိပေးတဲ့အတွက်ကျေးဇူးများတင်တယ်နော်ကျေးဇူးတင်ကြမလို့ပါဘူးကိုကကုညီမလေးလိုစိတ်ပူလို့ပြောတာပြောဒီမှာပေးကြိုက်တဲ့ဟာလေးဝယ်လာတယ်ကိုခမ်းမလုံးစရာလေးရှိလို့ပြန်လိုက်ဝင်နော်ပြန်လာပြီပေါ့လေထိုင်ပါအောင်ဘာပြောဖို့လဲအငယ်မနေအချက်ကိုလဲကြည့်အောင်လေဘယ်ချိန်ရှိနေပြီလဲဒီနေ့ OT မရှိဘူးဆိုနေဘာလို့ခုချိန်မှပြန်ရောက်လာလဲဟမ်ကိုသားဆိုလို့ရှိရင်လေညနေကလေးကပြန်ရောက်နေတာညကိုနေမိန်းကလေးဆိုတာလဲနေတတိထားအောင်နော်မိန်းကလေးလဲပါဖြစ်လေဟာငါလည်းသိပါတယ်ညီကလည်းပြန်လာလို့ရှိရင်ပွားစီနေပြီပဲခါမအေးစင်းနေရတာမရှိဘူးသူတို့စားတာပဲကောင်းတယ်ဟဲ့နေုံထိုင်အောင်ငါနေကိုမေးစရာရှိသေးတယ်မြင်မရီးစားရနေပြီဆိုဟုတ်လားငါနေကိုပြောမယ်နော်ဖြူဖြူရီးစားထားရင်လည်းလွတ်လွတ်ကင်းကင်းလူကိုထားအခုနေတွဲနေရဲ့အကောင်အကြောင်းကိုကြားရတာအဆင်မပြေဘူးနော်နေဘာသူပြောပြန်ပြီလဲဘာသူပြောတာမပြောတာငါကိစ္စပါနေကိုစဉ်းစားဖို့ပြောနေတာတချို့ယောက်ျားတွေကလွယ်တာမဟုတ်ဘူးကမပိုင်လူရှိရတဲ့နဲ့လေမိန်းကလေးတွေကိုလှည့်စားနေတာနင်သိလားဒီမှာနင်းရဲ့အမြင်ကျင်းတဲ့အတွေးနဲ့ငါလာပြောမနေနဲ့ငါလည်းရွက်တစ်ခုရောက်နေနင်းအလားထိပြောနေကြမလို့သိလားလူတွေကလည်းနော်သူများအကြောင်းပြောမှစားဝင်အိပ်ပျော်နေရလားမသိဘူးတော်တော်စိတ်ပြတ်ဖို့ကောင်းတယ်ဟဲ့နင်သူများတို့ဘာမှပုတ်ခတ်နေစရာအကြောင်းမရှိဘူးဟုတ်လို့ကြောပုတ်လို့ပေါ်တဲ့နစ်ကိုနင်မဲတတိထားနောက်ဆုံးနေနဲ့ငါနင့်ကိုပြောမယ်နော်နင်သူများအတိုက်ညုံတော့ဘတော်မှမဖြစ်ခွဲနဲ့နင်ဝစ်လည်မယ်ငါကောင်လေးကလည်းလူပြူလူလို့ပါဟဲ့နော်သူလည်းသူ့အလုံးနဲ့သူ့အကိုင်နဲ့ပတ်စံလည်းရှိတယ်နင်ရီစားလို့မဟုတ်ဘူးသိလားနင်အဲ့ဒီအကြောင်းပဲဆက်ပြောမယ်ဆိုလို့ရှိရင်ငါနားမထောင်နိုင်ဘူးကိုကိုချင်ပါရင်ချစ်တာဟုတ်ဖြူရဲ့ကိုကရီးစားမများရှိမရှုပ်တော့ကိုမှဖြူတယောက်တည်းပဲရှိဟုတ်ပါပြီဒါဆိုလို့ရှိရင်လေဖြူတို့ဘလောလောက်လက်ထမှာလဲဖြူအိမ်မှာမနေရှင်တော့ဘူးအမကလည်းအများနဲ့ပွားစီနဲ့ဖြူစိတ်ညစ်လာပြီဟုတ်လေကိုဖြူနဲ့အမြန်ဆုံးပြီးစားအောင်အမြန်ဆုံးကြိုးစားပါလားကြိုးစားမှာပေါ့ဖြူရဲ့ဖြူဘာမှစိတ်ညစ်မခံနဲ့နော်အခုကကိုလည်းဘေးနားမှာရှိနေပြီဆိုတော့ပြောစရာလေးတွေတွေ့ရအောင်ပြီးတော့ဖြူအတွက်ကိုပြောစီလေးဖန်တီးပေးမယ်ကွာဘယ်လိုလုပ်ဖန်တီးပေးမှာလဲသိချင်တော့ကိုတော့ကိုမျက်စိမိတ်ပြီးလိုက်ခဲ့ဗျာကိုတော့ဖောက်တာတွေလိုက်ပြောနေဘာလဲဖြူကရှက်နာချက်မနေပါနဲ့ဖြူကိုချစ်တယ်မှာချစ်တယ်ဆိုရင်ကိုနောက်ကိုသာလိုက်ခဲ့လာတာရရှင်လဲနော်အလောက်ကပြန်လို့ရှိရင်အိတ်ကတ်တယ်ကိုမရှိဘူးအလောက်ဆင်းပြန်တော့လဲတစ်ပတ်ကို4ရက်5ရက်လောက်ဖြစ်တယ်ဘယ်လိုလုပ်ပြီးပတ်စံစုမိမှာလဲဒီမှာနောက်လာဆိုရင်မွေးတော့မယ်အလောက်ဆိုရင်လည်းလက်ကြောတင်းအောင်မလုပ်ဘူးတော်သေးတာဗောမိဘပေးခဲ့တဲ့အမွေတွေရှိနေလို့မဟုတ်ရင်လေအခုချိန်လောက်ဆိုရင်မွဲနေပြီမင်းရလဲကွာငါလဲကြိုးစားပြီးလုပ်နေတာပဲငါလည်းအေးအေးလေးပေးနေပါငါဘာလုပ်ရမလဲဆိုတော့ငါကူငါသိတယ်ဟုတ်ပြီလားပြောလိုက်ရင်ဒီတိုင်းကြီးပဲရှစ်တဲ့တွေကြားနေတယ်နော်ဘယ်ကကောင်မလည်းမသိဘူးဟိုလိုဒီလိုနဲ့ရှစ်ကျမအကြောင်းသိရနော်လက်ပူလက်ချက်မီးလို့ကတော့ရှစ်တို့နှစ်ယောက်စလုံးကိုလေလူကြားထဲမှာအဆက်ခွဲပြစ်မယ်ငါမင်းတယောက်လို့ရှိရဒီလိုမျိုးလုပ်စရာလားကွာဟာလူတွေလည်းခတ်ပါ
ကိုထမင်းကိုစားပြီးတော့သူများအကြောင်းပြောလို့မပြီးတော့တော်သေးရပေါ့ကိုထမင်းကိုစားပြီးနေလို့သူတို့လောက်စားများစားလို့ကတော့ပြောလို့ပြီးမှာမဟုတ် တိတိကျကျတွေပြောနေပြန်ပြီရှင့်အကြောင်းကိုမသိခက်မယ်ကြက်ကြက်တတိထားနေနော်ဒီလောက်ပဲပြောမယ် အေးပါကွာမင်းပြောလို့ပြီးပြီဆိုလဲငါနားတော့မယ်နော် ညီမလေးဘလို့ဖြစ်တာတော့မနေ့ကလေးကပြရအောင်ခန့်နေရဘာဖြစ်နေရတော့ နေကိစ္စမဟုတ်လို့ရှိရင်လည်းအသာနေစမ်းပါတိတ်လေးနေ ဟယ်လို ဟယ်လိုကိုဖြူတမနဲ့တော့ကုန်ဆက်နေဘာဖြစ်ဖုန်းမကရလဲအရင်လိုလည်းမဟုတ်ဘူးနော်စာလည်းမပို့ဘူး အထင်မလွဲပါနဲ့ဖြူရဲ့ကိုဒီရက်ပိုင်းလေးအလုပ်လေးနဲ့များနေလို့ကိုနားလည်ပြီနော် နားလိုက်တာနားလည်းပြေးလို့ရပါတယ်အခုကဖြူအရေးကြီးပြောစာရှိလို့ကိုတွေ့နေကြနေအောင်လာခဲ့ပါလားတကယ်လို့ကိုမလာလို့ရှိရင်ကိုရှိရဲ့နေရာစုံစမ်းပြီးတော့လာခဲ့ပါနော် ဟာဖြူကလည်းမလာပါနဲ့ဖြူပင်မနေဦးမယ်ဖြူချင်းတဲ့နေရာကိုလာခဲ့မယ်လေနော် အဲ့ဆိုလည်းမမြန်လာလိုက်ဖြူစောင့်နေမယ် ရှင်းရတာပဲသွားမလို့လဲ ဟောဟိုအလုပ်ကခဏသွားဖို့ ဘာအလုပ်လဲဒီနေ့အလုပ်နားရင်မဟုတ်လားဘယ်အလုပ်သွားရမှာမလို့လဲမလိန်နဲ့နော်စောနာဖိုးပြောနေတာဘာတူလဲမမှန်ပြော ကိုအသိပါကွာရင်တစ်ခေါက်ကအိမ်ကိုလာလေဘူးတဲ့ကြော်ကြီးသူနဲ့မတွေ့ရဖြစ်တာကြာလို့ခဏလောက်တွေ့ရအောင်နဲ့ဆိုလို့သူအလုပ်ဖက်မှာစောင့်နေမယ်ပြောလို့သွားဖို့ခဏလောက် ဟုတ်ပါပြီအပြောနဲ့အလုံးနဲ့တော့ညီပါစေဟုတ်ပေါ့ အေးပါကွာမင်းရတယ်မျိုး တင်းပြောသမျှယိုလို့တော့မရအောင်နောက်ကနေလိုက်ကြည့်အောင်ပါပဲ ကိုရဲ့ကြာလိုက်တာမှဖြူတော်မလိုက်လာခဲ့တော့မလို့ပဲ ဟုတ်ပါပြီအခုရောက်ပြီပဲပြောဘာပြောမှာ ဘာပြောရရှိရမှာလဲဖြူမှာကိုနဲ့ရတဲ့ကိုရှိနေပြီလို့ဖြူမတင်ငါတို့စိတ်ကြည့်ပြီးကိုကမလာတော့ရှိနေပြီတဲ့ ဖြူရဲ့ဘာလို့စိတ်မတော့တာလဲဘာလို့တော့ပို့စားရတာလဲကွာ ဖြူလည်းစေတော့တာပဲကိုရဲ့ဒါမဲ့တော့သူဘလို့ဖြစ်သွားတယ်လို့ဖြူလည်းပဲသိမှလဲဒါနဲ့ကိုကဘာဖြစ်လို့ဒီမျိုးစကားမျိုးပြောရတာလဲ ကဲပါကိုရဲ့ဖြူတို့ဘလို့ယူမှာလဲဖြူတို့ဒီတိုင်းနေလို့မဖြစ်ဘူးနော် ဖြူကိုပြောတာနားထောင်ပါအခုအချိန်ကကိုရိုးနှစ်ယောက်ကယူလို့မဖြစ်သေးဘူးလေပြီးတော့ဘုကိုဝင်ကိုလည်းဖျက်ချလိုက်ပါကိုစီစဉ်ပေးမယ်ကိုပြောနားထောင်ပါဖြူရဲ့နော် ဘာဒီဘက်တရားကလေးကိုဖျက်ချရမယ်ဘလို့ပြောလိုက်တာလဲကိုရဲ့ဖြူဘာမှအပြည့်မရှိတဲ့ကလေးကိုမဖျက်ချချင်ပါဘူး ကဲပါကိုရဲ့ဖြူတို့လက်ထားရအောင်လေနော် ကိုပြောတာနားထောင်ပါကွာအခုဒီကလေးကိုဖျက်ချလိုက်ပြီးတော့ကိုတို့လှုပ်တူတူစူးစမ်းပြီးလုပ်ကြမယ်ပြီးရင်လက်ထက်ကြမယ်အခုကဖြူရောကိုရောအစင်သစ်မှမဖြစ်သေးတာ ဟဲ့တော်စင်ဒါလားနေပြောတာစိတ်ဥပါသူနဲ့သွားတွေ့မယ်ဆိုတာ မင်းမဘယ်လိုလုပ်ပြီးဒီကိုရောက်လာလဲ ရှင်သိစရာမလိုပါဘူးဟဲ့မိန်းကလေးနင်ကငါ့ယောက်ျားနဲ့ဘယ်ကလေးကပတ်သက်နေရလဲငါ့ကိုပြောစမ်း ကိုဒါပါတယ်လေ तू ကဘာတူလဲအမသူ့ရဲ့မိန်းမလား အေးဟုတ်တယ်သူနဲ့တရေဝင်မိန်းမဒီမှာသူနဲ့ရတဲ့ဘိုက်နောက်လာပဲမွေးတော့မှာနေသာငါမေးတော့ပဲဖြေစမ်းပါ ကို तू ပြောတာဟုတ်လားဟုတ်လားလို့မင်းနေလေ ဟုတ်တယ်ဖြူ ဘာဒါဆိုလို့ရှိရင်ဒီကိစ္စဘယ်လိုရှင်းမလဲဖြူပိုက်ရာကလေးရောဘသူတောင်းယူပေးမလဲပြောလေလို့ ဒီမှာနင်သူ့မှာမိန်းမရှိရဆိုတာနင်မသိဘူးလားအပြိုလေးဖြစ်ပြီးတော့အဆက်တရားမရှိလိုက်တာတွေ့မယ်နင်တို့နှစ်ယောက်လုံးကိုလေလိုင်းပေါ်တက်ပြီးအဆက်ခွဲပြစ်မယ်ကောင်မလာစမ်းနေထိုင်ဒီဟာဒီလိုကောင်မမျိုးကြည့်တာဒီမှာသူများလေကိုကြောက်တော့နိုင်ကိုးစားနေတဲ့ကောင်မဒီလိုကောင်မမျိုးဝေးဝေးရဆောင်တော့မိမဆုံးမ ပြောပါတယ်ဗျဒီမှာတောင်းပါပါတယ်ဒီမှာရှင်းလို့ပါပါလေနော်ဒီမှာသူ့မှာမိန်းမရှိပါဒီမှာတကယ်မသိလို့ပါဒီမှာတောင်းပါရတယ်ဗျလိုင်းပေါ်တော့မသိပါဘူး ဘာရှစ်လို့ဟုတ်လားအမလေးတော့သူများလေခိုးစားတော့ခိုးစားပြီးတော့အခုမှရှစ်လို့တဲ့ဘာမှရှစ်မနေတဲ့ကောင်မနဲ့လို့ကောင်မလေသူများလေကြောက်တောင်နေတဲ့ကောင်မအဲ့လိုပညာပေးမှရမှာ ဒီမဲ့လေ နော်နော် ဘာဖြစ်တာလဲ
ဘာဖြစ်တာလဲဒီတော့မမရပါဘူးမလောက်ပါနဲ့မလောက်ပါနဲ့မရမလောက်ပါနဲ့တော့မမမလောက်ပါနဲ့ ဒါနဲ့ညီမလားဆုံးမတာတေချာဟမ်သူများလေမှာကြောက်တောက်နောက်ရတယ်လို့နင်ခိုးမ ပြန်ရပါလာပါကွာလာပါမင်းကလည်း နင်အိတ်ကြရင်ငါဆရာကောင်းကောင်းသိစေရမယ် အေးပါဟာ မမရှေနော်မမရှေအမေနော် ဟိုမရောက်အေးဘာလို့ဟိုရကလိုင်းဝင်နေမယ်ကြည့်ပါတယောက်ဟောအေးဟုတ်တယ်ကွာသူတို့မိဘမှမဆုံးပါဒီတိုင်းပဲဖြစ်မှာယွန်စရာကြီးကွာလားတော့လာဟိုမလေးမတော်ချင်တော့ဟုတ်မလေးရှက်တယ်လေရှက်စရာမဟုတ်တာညီမလေးရဲ့လားမမပြောပြမယ်လားလူဆိုတာလေဘသူမှအမှားနဲ့မကင်းအောင်ကိုမှားမှန်းသိရင်အဲ့ဒီအမှားကိုသင်ခန်းစာယူပြီးပြန်ပြင်တတ်တဲ့သူကလေလူတော်ပဲညီမလေးရဲ့ပြီးတော့လေအခုချိန်မှာညီမလေးဘာမှစိတ်ထဲမထည့်နဲ့ဘိုက်ထရကလေးလေးအတွက်ကိုပဲစမ်းမအောင်နေနော်ဘာမှဂိမ်းဆိုင်နဲ့မမတယောက်လုံးရှိရကြလားနော်